အားလုံးပဲမင်္ဂလာပါရှင်ဗရမ ्या မြန်မာပြန်လဲကြိုဆိုလိုက်ပါတယ်ဗရမ ्या မြန်မာချစ်ရတဲ့လူချင်းမင်းများအတွက်ခိုင်မာရဲ့ရွာမျိုးစစ်ပေါ်မှာတည်ဆောက်ထားတဲ့တိန်းတစ်ထောင်အင်္ဂလိပ်ချန်လေးကိုရောင်းပြပေးသွားမှာဖြစ်ပါရဲ့ရှင်ပထမဆုံးအင်လေးကပေကျ55ရှိရဲ့တိန်း950တန်အင်လေးပဲဖြစ်ပါရဲ့ရှင်ဒီအင်လေးကဆိုရင်ဖြင့်ရေမီးပြည့်စုံပါရှိရဲ့အင်လေးပဲဖြစ်ပါရဲ့ရှင်ခိုင်မာရဲ့ရွာမျိုးစစ်ပေါ်မှာတည်ဆောက်ထားတာပါနော်အရှိလန်းလေးကကျင်းပေမဲ့ကားတစ်စီးဝင်လို့ရပါတယ်ရှင်ဒါဆိုဒုတိယခြံခွက်လေးကိုပြပေးမယ်ဒီခြံခွက်လေးကဆိုရင်ဖြင့်ပေကျ24ပေ48ပေကျရှိရဲ့မီတာပါရှိရဲ့ခြံခွက်လေးပဲဖြစ်ပါရဲ့ရှင်ခြံတကားများကိုလည်းခိုင်ခန့်လုံးကြုံစွာယခုလိုမျိုးလေးတက်ဆင်ပေးထားပါရဲ့နော်ခြံရှိမှလည်းကားထားလို့ရပါရဲ့ရှင်ခိုင်မာရဲ့ရွာမဲစစ်ပေါ်မှာတရှိရပဲဖြစ်ပါတယ်ဒါဆိုတတိယအိမ်လေးကိုပြပေးမယ်ဒီအိမ်လေးကတော့ပေကျ2028ရှိရဲ့အာစီတစ်ထပ်တိုက်အစ်စ်လေးပဲဖြစ်ပါရဲ့ရှင်ဈေးနှုန်းလေးကတော့3995သိန်းပဲနော်ဒီတိုက်လေးကဆိုရင်ဖြစ်လေခိုင်မာရဲ့ရွာမဲစစ်ပေါ်မှာတိစောက်ထားရပဲဖြစ်ပါရဲ့ရှင်ဒါဆိုနောက်ဆုံးအိမ်လေးကိုပြပေးမယ်ဒီအိမ်လေးကဆိုရင်ဖြင့်ပေကျ2550ရှိရဲ့အိမ်လေးပဲဖြစ်ပါရဲ့ရှင်အနောက်မှာလည်းမြေပေါ်ပါရှိပါတယ်ဘေးမှာလည်းကားထားလို့ရပါတယ်နော်ကဲညီမရောင်းပြပေးသွားတဲ့အိမ်လေးတွေကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဗရမ ्या မြေချန်မျိုးများသောလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရဲ့ရှင်